အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ခိုင်ပါကျွန်တော်ဘော်ရာနဲ့ဒီနေ့ Brighton သွားမို့လမ်းမှာ Hey yo say hi လိုက်ခဲ့ကြပါဦးအားလုံးပဲကျွန်တော်ညနေ3နာရီခွဲအလုပ်ပြီးတော့ကျွန်တော်ဘော်ရာအလုပ်မှာလာကြိုပါတယ်ပြီးတော့ကျွန်တော်လန်ဒန်ထွက်လိုက်တယ် It's literally a whole different scene ကျွန်တော်ရွာသေးသေးလေးလည်းအများကြီးဖြတ်ခဲ့ပါတယ် It's so lively လန်ဒန်လုံးလည်းကျွန်တော်တို့တချင်နေနားထောင်ပြီး we're just vibing ပြီးတော့အဲ့နေရာရာသီဥတုကလည်းကောင်းပြီးမှနေရလည်းထွက်နေရ It's a bonus နောက်ထပ်မိနစ်30လို့တော့ရောက်တော့ပြီ I want to edge up the UK beachy hat we're going there now let's take y'allကျွန်တော်လန်ဒန်ကနေလာမယ်ဆိုရင်ကျွန်တော်အကြံပေးချင်တာကားနဲ့သွားပါအကေကားမရှိဆိုရင် Brighton ကိုရထားနဲ့အရင်သွားပါတနားရီလောက်ပဲကြာပါတယ်ပြီးရင် Brighton ကနေ bus စီးသွားပါဈေးကလည်းအများကြီးတက်တာတယ်လို့ view တွေကလည်းအရင်ယူကွာပါတယ်တနားရီလောက် bus စီးပြီးမိနစ်20လောက်လို့လမ်းလျှောက်ရပါတယ်ဒါပေမဲ့လျှောက်ရတဲ့လမ်းကလည်းအရင်လှပါတယ် Here bro this is so nice ကျွန်တော်အခုပဲဒီ beachy hat ဆိုတဲ့နေရာကိုရောက်ပါတယ် Look at thisကျွန်တော်လန်ဒန်ကနေကားမောင်းလာရဆိုရင် probably like 2 နာရီလောက်တော့ကြာတယ်ဒါပေမဲ့တော်လေးကိုလာတယ်ကျွန်တော်အရင်တော့ Brighton မှာ4လကျော်လာနေဘူးကျွန်တော်ပေါ်လာတယ်အဲ့တော့အမှနေတော့ကလည်းဒီကိုခဏရောက်ဖြစ်တယ်ကျွန်တော်ဒီရောက်တာ maybe like 6ခေါက်9ခေါက်လောက်တော့ရှိပြီရောက်တိုင်းလည်းအခုမရောက်တာတော့တော်တော်ကြာပြီ maybe like it's almost like 2 years နှစ်လောက်တော့ရှိပြီဒီမရောက်တာအခုကျွန်တော်ပေါ်လာနေ okay the reason it's called Seven Sister Cliff do you know why it is let me shine some light on you it's because like if you look at that way you see like cliffs and if you actually like look from far away there's like 7 cliffs 7 different cliffs yes that's why it's called Seven Sister Cliff ကျွန်တော်ရှင်းပြနေဘာလို့ Seven Sister Cliff ကညီမ9ယောက် clip လို့ခေါ်လဲဆိုရင်တောင်9လုံးရှိလို့ bro we're almost there you know there's like a little cafe over there bro I think it's closed bro it's Sunday ကျွန်တော်တို့ပြောနေတာရှေ့နားလေးမှာလည်းပြော cafe လေးရှိရလို့ဒါပေမဲ့ဒီနိုင်ငံမှာ Sunday ဆိုရင်စော်ကြီးပဲကွာအကုန်လုံးပိတ်တယ် so hopefully the shop is open because I'm thirsty as fuck ဆိုင်ပိတ်သွားပြီဆိုင်ပွင့်တော့ဝင်လို့မရတော့ဒီ Seven Sister Cliff ကအရင်လည်းနာမည်ကြီးပြီး UK ရဲ့တောင်အကျဆုံးနေရာတစ်နေရာလည်းဖြစ်တယ်ပြင်သစ်နဲ့လည်းအရင်နီးပါတယ်ပြီးရင်ဒီလိုမျိုးတိမ်နေမြူတွေမရှိရရက်တွေဆိုရင်ပြင်သစ်ကိုတော့လမ်းမြင်ရတယ်လို့ပြောကြပါတယ်ဒါကတော့ကျွန်တော်ဘော်ရာကိုကျွန်တော်ဓာတ်ပုံရိုက်ပေးနေတာပါကျွန်တော်တို့ရောက်သွားတဲ့အချိန်ကလုံးဝ golden hour ဖြစ်တဲ့အတွက်နေရလည်းစဝင်နေပါတယ်ကျွန်တော်ဘောကနေအောက်ဆင်းလာ bro this shit is beautifulကျွန်တော်နဲ့အတူတူ gym ဆော့တဲ့ဘဲကြီးတွေပါကြီးကောင်ကြီးမနဲ့ကြောက်ခဲလိုက်ရှာနေပါတယ်ကျွန်တော်တို့ bus နဲ့ train နဲ့သွားမယ်ဆိုရင်နေဝင်တဲ့အချိန်ကိုချိန်သွားပါပြီးရင် hiking လုပ်မယ်ဆိုရင်မနက်စောကြီးထသွားပါ hiking trail လည်းရှိပါတယ် rate this place out of 10 bro I can't lie I've been there before but this is one of the best days best days sound everywhere each view yeah, 10 ကျွန်တော်နေရလဲဝင်နေပြီဆိုတော့ London စပြန်ဖို့လုပ်နေတာပါ but look at this view ကျွန်တော်ခုပဲပြန်ဖို့လမ်းမှာတဝက်ရောက်နေပါပြီ cash stop မှာခဏနားနေခုသွားတော့ပြန်တော့မှာ London ပြန်တော့မှာဆောင်းလည်းပင်ပန်းနေပြီဆိုတော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ရတဲ့လူတွေ I fuck with each and one of y'all catch me in the next video